အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့မဖဲဝတကယ်ရှိလားဒါလေးကိုမိတ်ဆွေများကိုမရောက်ပေးမှာဖြစ်ပါတယ်အခုနောက်ပိုင်းလူငယ်တွေမဖဲဝရှိတယ်ဆိုတာကိုမယုံကြတော့ပါဘူးဒီနေ့မှတော့မဖဲဝအကြောင်းနဲ့မဖဲဝတကယ်ရှိမရှိဆိုတဲ့အကြောင်းလေးမရောက်ပေးမှာဖြစ်ပါတယ်အဲ့တော့မဖဲဝနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေဝတပုတ်ဆန်းဆိုသလိုတရားကျွန်တော်တနေရာနဲ့တနေရာဇလန်းတွေကမတူကြပါဘူးအဲ့တော့ဟိုစာအုပ်ကတစ်မျိုးကြီးဟောတချို့ကလည်းပါဇက်ရာဇဝင်လည်းတစ်မျိုးအဲ့တော့မျိုးတွေရှိနေတယ်မူခွဲတွေများကြီးရှိနေပေါ့နော်မူခွဲတွေများရှိနေတဲ့မှာကမှကျွန်တော်ကအဲ့မူခွဲတွေတဲမှာကတစ်ခုကိုမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့မြန်မာကြည်လက်တဏ္ဍာကြီးအမောင်လောကသားတွေအကြောင်းမှာမဖဲဝါအထေရှာဆုံးနဲ့အကြောက်ရဆုံးသောအဲ့တော့ဝိညာဉ်ပုဂ္ဂိုလ်တူဖြစ်ပါတယ်သူမရဲ့တမန်ကျမ်းဝါရိုးရပုံမြင်ဆန်တယ်လို့တကယ်လက်တွေ့ယုံကြည်ကိုးကွယ်မှုတွေလည်းရှိနေပါတယ်အဲ့တော့မဖဲဝါတမန်ကျမ်းနဲ့အချက်လက်တွေကိုကျွန်တော်နည်းငယ်ပြပြပေးမှာဖြစ်ပါတယ်မဖဲဝါဟာတင်ညာဆောင်နဲ့သို့မဟုတ်တစပ်ပင်ဆောက်နဲ့လို့လေတချို့ကယုံကြည်ကြတယ်သူမဟာတာမန်ဝိညာဉ်တစ်ကောင်မဟုတ်ဘဲနဲ့တင်ညာတစ်ခုလုံးမှာရှိတဲ့ဝိညာဉ်တွေရဲ့ကျွန်တော်ကြီးအုပ်ချုပ်တဲ့ပြောမဆိုရင်ဝိညာဉ်ဘေမလို့လေလူသိများသလိုတရားတဆွေတွေကိုအုပ်ချုပ်ရလဲဘေမတခွဲတကိုးရှိတယ်လို့လေအများယုံကြည်ကြပါတယ်ဒဏ္ဍာရီများစွာရှိတော့လဲကျွန်တော်ဒီနေ့မှာဇလန်များစွာရှိတော့လဲဒီနေ့ဇလန်အများကြီးတက်မှာတစ်ခုကတော့သူကလူသားဘဝနေပဲအဲ့တော့ရှေးခင်ကတာမန်လူသားအမျိုးသမီးတူပဲသူမဟာအပြိုစင်ဘဝမှာပဲကျွန်တော်အကိုတော့သူ့ရဲ့အကိုကမူးပြီးတော့မာပြီးတော့အဲ့တော့ဒါနဲ့မခုံမိတဲ့ခင်မှာအသက်တိမ်မသွားတယ်လို့တချို့ကလည်းဆိုးတယ်တချို့လည်းအပြိုဘဝမှာပဲကျွန်တော်တွေဆွေးနွေးဘွားပြီးတော့အနာရောဂါကြောင့်ကွယ်လွန်သွားလို့ဆိုးတယ်တချို့ကလည်းမကောင်းသောပညာများတဲ့သူ့ရဲ့အရန်လာလို့မလို့ဘေးကမနာလို့ဘေးကမကောင်းကြတဲ့ပညာများတွေလုပ်ပြီးတော့တိမ်မသွားလို့လည်းဆိုးကြပါတယ်ဒါတော့တနည်းတည်းမတူဘူးပေါ့နော်အဲ့ဒါကိုဒီမှာဆွဲလန်းမှုသူ့ရဲ့ရုပ်ရည်ကိုသူဆွဲလန်းပြီးတော့သူ့ရဲ့အလားပါတွေသူ့ရဲ့ဇမင်းတွေကိုအလုံးမင်းကြိုက်နေတက်ပြီးဆွဲလန်းလွန်းလို့အဲ့တော့ဥပဒဏ်ကြောင့်ဝိညာဉ်လောကတဲ့ကိုရောက်သွားပြီးတော့အဲ့တော့အပြိုစင်လက်ဖြစ်တယ်ဆိုတော့ဝိညာဉ်လောကမှာဆွမ်းအားကြီးပြီးတော့ဝိညာဉ်ဘရင်ဖြစ်သွားလို့လည်းပြောတယ်တချို့ကလည်းအကူတော်ကမှားပြီးဓာတ်နဲ့ခုတ်ပြီးတော့ဟိုတော့တိမ်မသွားတော့နေစရာနေရာမရှိတော့ဘရင်ကအဲ့နေရာကိုအပိုင်စားပေးလို့ဝိညာဉ်နေဆောက်တယ်အဲ့တော့သုံးသန်ဆောက်မဖဲဝါဆိုပြီးတော့တချို့ကလည်းပြောတယ်ပေါ့နော်အဲ့တော့ဒါကတော့တင်းတင်းတင်တယ်တော့ယူဆတွေတော့မတူကြဘူးအချို့သောကျမ်းဂန်များမှာလည်းအဲ့တော့ဒေသယုံကြည်မှုအရာပေါ့နော်သူမရဲ့တကူကြောင့်သူမရဲ့အရှင်ဝန်ကြောင့်မြေဆောင်နှက်တွေသို့မဟုတ်အထက်ပုဂ္ဂိုလ်တွေကတင်းကျပ်တစ်ခုလုံးကိုဆောက်ရှောက်ဖို့ပေါ့နော်အထက်ပုဂ္ဂိုလ်တူအဲ့တော့ကျွန်တော်တွေထပ်ပုဂ္ဂိုလ်တူကသူ့ကိုတောင်းပေးလိုက်တယ်လို့လည်းတချို့ကလည်းပြောကြပါသေးတယ်အဲ့တော့သူမရဲ့ရုပ်သွင်းပြင်ကသပင်သူ့ရဲ့သပင်ကထူးခြားတာသူ့သပင်ကတရုတ်တိုက်သူမြေကြီးထိတရုတ်တိုက်ပြီးရှည်တယ်လို့လည်းပြောတယ်အရင်ကိုစံကေတာနဲ့မော်ကြောက်ရှိမိအရှည်ကြီးလို့ပြောတယ်ပေါ့အခုခက်လို့ဆိုလို့ရှိရင်တော့နန်းဆက်နဲ့ပြောမှာပေါ့အဲ့တော့သပင်အနဲ့ရောင်ရှည်ကြီးတွေပါပြီးအဝါရောင်လာပညာနယ်မှာအဝါရောင်ဝတ်စုံဝတ်ပြီးတော့တာမန်ရက်တွေမှာတော့အနဲ့ရောင်ဝတ်စုံဝတ်တယ်လို့အဲ့တော့လူတွေတော်တော်များပြောကြတယ်ပေါ့နော်အဲ့တော့ဒီအဝါရောင်နဲ့အနဲ့ရောင်ကတော့သူ့ရဲ့ favorite ရောင်ပဲဖြစ်ပါတယ်အဲ့တော့ USA တော့တခါတည်းမှာကျွန်တော်တို့ကိုရှိတဲ့ဆိုတာကိုပြခြင်းရင်တော့တခါနဲ့လူပုံစံမျိုးပြပြီးတော့တခါတည်းမှာတော့အရက်တွေအရှိပုံစံမျိုးပြတယ်တခါကြလို့ရှိရင်မျက်နှာမပါတဲ့ပုံစံမျိုးပြတယ်အဲ့တော့တခါကြလို့ရှိရင်လည်းအဲ့တော့ပြောမယ်ဆိုရင်အမူသမားတွေတချို့သောစိတ်ဓာတ်မကောင်းတဲ့သူတွေကိုတော့6လတက်ပြီးတော့တချို့ပုံကိုယ်တွေကိုလည်းတချို့သောစိတ်ကောင်းတဲ့လူရှိတဲ့လူတွေကိုလည်းတိပြီးတော့ကူညီပေးတယ်လို့လည်းတချို့ကပြောပါတယ်သူ့ရဲ့ထူးခြားတာကတော့ကျမ်းမာရေးနဲ့နာရေးမဖဲဝါညက်တဲ့တကောင်ရံမှာရွာတဲ့ကိုကျွန်တော်တွေလက်တက်လေလို့ယုံကြည်ကြပါတယ်သူမအိမ်တိန်ရဲ့ရှေ့မှာရက်ပြီးတော့သူ့ရဲ့သပင်းတွေကိုဖီးမယ်သပင်းတွေကိုခါလိုက်မယ်ကင်လိုက်မယ်ဆိုလို့ရှိရင်အဲ့အိမ်ကလူတွေဖြန့်နာတက်တယ်လို့လည်းရှိနှုံကတော့ယုံကြည်ကြတယ်ပေါ့နော်အဲ့တော့သူလာတော့ဘယ်လိုသိရမလဲဆိုတော့ကျွန်တော်တို့မြင်းဟိတန်တွေခလောက်ချမ်းချမ်းတန်ကြားရတာမျိုးခွေးတွေအစုလိုက်ပြုတ်တဲ့အုံနာမျိုးဥတာမျိုးအဲ့လိုမျိုးဆက်နေထုတ်လို့ရှိရင်ပေါ့အဲ့လိုမျိုးနေကြားတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့တုန်းကတော့နေဘက်တွေမှာရွာဘက်တွေမှာဒါဆိုရင်မဖဲဝါလာပြီးမဖဲဝါရွာတွေကိုလဲပြီးလို့အဲ့လိုယုံကြည်ကြတယ်ပေါ့နော်အဲ့ဒါလေးရှေ့တုန်းကတော့ဘလို့ကာကွယ်လေဆိုတော့ရှေ့တုန်းကတော့ခြုံပုတ်တွေစူးတွေအဲ့တော့အစူးတွေရှိတယ်အပင်တွေဒါမှမဟုတ်အစူးပင်တွေကိုအိမ်ရှိတွေမှာချထားတာမျိုးအဲ့လိုမျိုးဒါမှမဟုတ်လဲတပြက်စီးတွေကိုဖြောင်းပြန်လှန်ထားတာမျိုးအဲ့လိုမျိုးလေးတချို့လဲထုံးနေကွင်းထားတာမျိုးအဲ့လိုမျိုးလေးလောက်ကြတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ရှောင်ကွင်းသွားတယ်လို့လဲယုံကြည်မှုရှိကြပါတယ်အဲ့တော့ဝိညာဉ်လောကရဲ့အုပ်ချုပ်သူပြောမဆိုရင်
သုံးတန်စီကိုအပိုင်စားရသူနောက်တနည်းဖြင့်အဲ့တော့လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်သွားသူစပြီပေါ့နော်အများကြီးကိုဂုံပုတ်တွေအများကြီးနဲ့နာမည်တွေအများကြီးကြီးခဲ့ပါတယ်မဖေဝါတင်ញိုင်ထဲမှာရှိတဲ့အခြားသောနေကုတ်တက်တဲ့ဆိုးတဲ့ကျွန်တော်ပရလောကသားတွေရှိတယ်အဲ့လိုဆိုးတဲ့ပရလောကသားရှိရင်တော့ခေါ်ပြီးထိန်းချုပ်ပြီးတော့အဲ့တော့ပြန်ပြီးတော့ကျွန်တော်ခိုင်းစေတယ်ပြန်လိမ်ပါအောင်လုပ်ပေးတယ်သို့မဟုတ်လဲသူကိုယ်တိုင်ထိန်းချောင်းပြီးတော့ဆုံးပါတယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းလုပ်တယ်ဒါကြောင့်မလို့ဒီတုံးတန်တွေကိုသွားတဲ့ခါမျိုးမှာအောက်လန်းဆရာတွေပေါ့အောက်လန်းဆရာတွေခုလက်ဆရာတွေလက်ဝဲဆရာတွေကအရင်ဆုံးပထမအောင်ဆုံးဘသူ့ဖိတ်ခေါ်ပြီးကုညီတောင်းရလဲဆိုလို့ရှိရင်မဖေဝါကိုကုညီတောင်းရပါတယ်ဘာကြောင့်လဲဆိုတော့တုံးတန်တိုင်းမှာမဖေဝါအုပ်ချုပ်ပြီးတော့အုပ်ချုပ်နေတယ်သူ့ရဲ့တုံးတန်ထဲမှာပေါက်ရက်တွေသွားလို့မရဘူးအဲ့လိုပေါက်ရက်သွားလို့ရှိရင်မဖေဝါနှင်ထုတ်ပါတယ်ဒါကြောင့်မလို့အရင်ဆုံးခုလက်ဆရာတွေအောက်လန်းဆရာတွေကမဖေဝါအရင်ဆုံးပင်းဖိတ်တယ်ပင်းဖိတ်ပြီးတော့ယူတည်ပြီးတယ်တောင်းပန်တယ်ပြီးတော့ဒီညလေးမှာဒါလုံးမယ်ဆိုတော့ခွင့်ပန်တယ်ပေါ့လေခွင့်ပန်ပြီးတော့သူ့အတွက်လည်းစားဖို့တောက်ဖို့ရပေးတယ်အဲ့တော့သူ့အောက်ကလူတွေအတွက်ကလည်းစားဖို့တောက်ဖို့ရပေးတော့အဲ့လိုမဖေဝါခွင့်ပြုတယ်လို့လည်းဆိုပါတယ်ဒါတော့မဖေဝါနဲ့ပတ်သက်ပြီးတော့တမန်ကြောင့်အကျဉ်းလေးပဲဖြစ်ပါတယ်ကဲကျွန်တော်မိတ်ဆွေများကောကျွန်တော်မိတ်ဆွေအခုကြည့်နေဗီဒီယိုထဲမှာကောကျွန်တော်မိတ်ဆွေတွေမှာမဖေဝါမြင်မှုတဲ့သူရှိကြလားအဲ့တော့မြင်ဘူးရောဘလို့ပုံစံနဲ့မြင်ဘူးခဲ့လေမဖေဝါရှိတယ်ဆိုတော့မိတ်ဆွေများရောယုံကြည်လားဒါလေးကိုကွန်မန့်လေးမှာရေးပေးပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဆက်လက်တွေ့ပါဦးမယ်ဗျ